Rivka နိုင်ငံမှာတိုင်းပြည်ဟာ Shadow Fall လို့ခေါ်တဲ့အရာတစ်ခုကြောင့်နှစ်ချမ်းကွဲနေပါတယ်။အဲ့ဒါကတော့လူသားတွေကိုစားတော့တဲ့ Volcra လို့ခေါ်တဲ့အတောင်ပံပါတဲ့မိစ္ဆာကောင်တွေပြည့်နှက်နေတယ်။အီယာမအမောင်တူကြီးပဲဖြစ်ပါတယ်။ဒီအမောင်တူကြီးကိုလွန်ခဲ့တဲ့နှစ်ပေါင်းရာချီကအရေးတွေကိုဖန်ဆင်းနိုင်တဲ့ Black Heretic လို့ခေါ်တဲ့သူတယောက်ကဖန်တီးခဲ့တာပါ။ဒီကွဲပြားမှုကြောင့်မြောက်ဘက်ကဖူတာနိုင်ငံတောင်ဘက်ကရှူဟန်နိုင်ငံတို့နဲ့နှစ်ရှည်လများစစ်ပွဲတွေဖြစ်ပွားခဲ့ရပါတယ်။ Rivka စစ်တပ်မှာစစ်သားနှမျိုးရှိပါတယ်။တာမန်စစ်သားတွေနဲ့ Grisha လို့ခေါ်တဲ့မှော်ပညာသုံးဆွဲသူတွေပါ။ Grisha တွေကိုတော့ Heretic ရဲ့အဖြစ်တွေကြောင့်လူတွေကမုန်းတိကြပါတယ်။ဒန်နာရီတခုရတော့တနေ့မှာစစ်မှန်တဲ့အလင်းရောင်ကိုဖန်ဆင်းနိုင်တဲ့ Grisha တယောက်ပေါ်လာပြီးဒီ Shadow Fall ကြီးကိုဖျက်ဆီးကတိုင်းပြည်ကိုပြန်လေပေါင်းစည်းပေးလိမ့်မယ်လို့ဆိုကြပါတယ်။အရှိ Rivka မှာတော့နေပုံဆွဲသူအလီနာဟာသူမရဲ့အမိကရှူဟန်ကဖြစ်နေလို့ခွဲခြားဆက်ဆံခံနေရပါတယ်။သူမရဲ့မိဘတွေက Fall ထဲမှာတိတ်ဆုံးသွားခဲ့လို့မိဘမိတ်ကြီးဟာမှကြီးပြင်းခဲ့ရပေမဲ့သူမရဲ့ရုပ်ရည်ကိုဘယ်သူမှဂရုမစိုက်တဲ့နေရာတစ်ခုကိုရှာတွေ့ဖို့ Fall ကိုဖျက်ကျော်ခြင်းနေလို့မှာပဲ။အခုချိန်မှာတော့အလီနာဟာပထမတက်မတော်နဲ့အတူမိပုံဆွဲသူဖြစ်ခရီးသွားနေပြီး Fall ကိုအနီးကပ်မြင်ရမှာကိုစိတ်လိုရှာနေပါတယ်။တစ်ချိန်တည်းမှာပဲကောက်မှာအလီနာငယ်တငယ်ချင်းမိုးလာလေးစစ်တပ်မှာချီရခန်းသူဖြစ်ရှိပါတယ်။ဒါပေမဲ့သူကလက်ဝှေ့ထိုးပြီးအပေါ်ဝင်ရှာဖို့ကြိုးစားနေပါတယ်။သူ့ရဲ့လေ့ကျင့်မှုတွေကြောင့်ပြိုင်ဘက်ကိုအလွယ်တကူအနိုင်ယူလိုက်ပါတယ်။ရုပ်တရက် Grisha တယောက်ရောက်လာပြီးမိုးကိုစိန်ခေါ်ပြီးမယ်။ပွဲစီစဉ်သူတွေကမတရားတဲ့ပွဲဖြစ်သွားမှမို့ချက်ချင်းပိတ်ဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မိုးဟာအလီနာနဲ့ပြန်လေဆုံးပွေးပါတယ်။အလီနာရဲ့တဆုကတောင်တန်းကြီးကနေတဆင်သွားမယ်နောက်မရှင်မှာပါဝင်ပူရောက်လာတာပါ။ဒါပေမဲ့မိုးကဖိုးထဲကိုအထူးမရှင်နဲ့သွားမှဖြစ်လို့သူတို့မကြခင်ပြန်ခွေရတော့မယ်ကိုသိလိုက်ရပါတယ်အဲ့ဒီညမှာပဲစားပုံမှုကအလီနာကိုရှူးလူမျိုးတဝက်ဖြစ်နေလို့အစားစမပေးပဲညင်းဆိုပါတယ်။မောကဒါကိုမြင်သွားပြီးမော်ပညာရှင်တွေကပိုကောင်းတဲ့အစားအစာတွေရတယ်ဆိုတာသိလို့သူတို့ရဲ့တဲတဲ့ကိုခိုးဝင်ပါတယ်။တက်သီးတွေခိုးနေတော့ဇိုယာလို့ခေါ်တဲ့ Grisha တယောက်ကမီးသွားပြီးမောကိုသူမနဲ့တညတာအတူနေဖို့တွေးဆောင်ပါတယ်။ဒါပေမဲ့မောကညင်းဆိုပြီးတက်သီးတွေကိုအလီနာစီယူသွားပေးပါတယ်။နောက်တစ်နေ့မနေ့မှာအလီနာကမောနဲ့အတူလိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီးအစီအစဉ်တစ်ခုဆွဲပါတယ်။သူမကသူတို့သွားမယ့်နေရာရဲ့မြေပုံတွေကိုတိတ်တဆိတ်မီးရှူးလိုက်ပြီးမီးရင်ပြုတ်ကျသလိုဟန်ဆောင်လိုက်ပါတယ်။အခုတော့သူမရဲ့တဆုတစ်ခုလုံးလေးအဲ့ဒီခီးစဉ်မှာပါဝင်ရတော့မှာပါ။မကြခင်မှာပဲသင်္ဘောဟာဖိုးတဲ့ကိုဝင်ရောက်သွားပြီးမှောက်မိုက်တဲ့အမောင်တူကြီးထဲရောက်သွားပါတယ်။မိစ္ဆာကောင်တွေအာယုံမဆိုင်မိအောင်မီးပြလေးတစ်လုံးကလွဲပြီးမီးတွေအကုန်ပိတ်ထားပါတယ်။ Grisha တယောက်ကလေကိုထိန်းချုပ်ပြီးသင်္ဘောကိုရှီဆက်သွားစီပါတယ်။အမောင်ထဲမှာဘောကရာတွေဟင်းဟောင်းနေတာကိုကြားနေရပြီးတခါတရံလျှက်စီးလက်တဲ့အခါခီးစဉ်မအောင်မြင်ခဲ့သူတွေရဲ့အပြက်အစီးတွေကိုမြင်တွေ့ရပါတယ်။ရုတ်တရက်မီးပြလေးငိမ့်သွားပြီးစစ်သားတယောက်ကယူးမီးအင်ကိုထုံးလိုက်တဲ့အတွက်ဘောကရာတကောင်သူ့နောက်ကိုဆင်းလာပြီးလက်သေးတွေနဲ့ဆွဲခေါ်သွားပါတယ်မီးရင်ပြုတ်ကျသွားပြီးကုန်းပတ်ပေါ်မှာမီးလောင်သွားတာကြောင့်ဘောကရာတွေပိုရောက်လာပြီးတင်မောသားတွေကိုပိန်ငါဖမ်းဆီးပါတော့တယ်စစ်သားတွေကတနက်နဲ့ပြစ်ခတ်ပြီးကာကွယ်ဖို့ကြိုးစားကြပါတယ်မေဆာကောင်တကောင်ကအလောင်းတစ်လောင်းကိုကုန်းပတ်ပေါ်ပစ်ချလိုက်လို့အလီနာထိတ်လန့်သွားပါတယ်ဂရီရှာတယောက်ကမီးမော့ပညာနဲ့တိုက်ခိုက်ဖို့ကြိုးစားပြီးမြဲဘောကရာကဂီယူဆိုင်ပဲသူမကိုချက်ချင်းတပ်ပစ်လိုက်ပါတယ်မြေပုံဆွဲသူအလက်စီကတော့အရန်ကြောက်သွားပြီးတင်မောပေါ်ကနေခုန်ချထွက်ပြေးသွားပါတယ်ရုတ်တရက်ဘောကရာကမော့ကိုဖမ်းလိုက်လို့မော့ကဓာမြောင်းနဲ့တတ်တော်ရဲ့ခြေထောက်ကိုထိုးလိုက်ပါတယ်အလီနာကဒါကိုမြင်ပြီးလက်နဲ့ယူကဘောကရာကိုပြစ်လိုက်လို့မော့ကိုလွှတ်ချပြီးပြန်တန်းသွားပါတယ်အလီနာမော့ကိုအနားကိုပြေးသွားတော့ဘောကရာတကောင်ကသူ့မကိုအနောက်ကနေဖမ်းလိုက်ပါတယ်အလီနာကမော့ရဲ့လက်ကိုမလွှတ်ချင်ပဲစုပ်ကင်တာတော့မှရုတ်တရက်သူ့မရဲ့ခန္ဓာကိုယ်တစ်ခုလုံးကနေအလင်းရောင်တွေပေါက်ကွဲထွက်လာပါတော့တယ်အနောက်ရစ်ကမှာတော့စစ်သားတွေကတင်းမော့ပျက်စီးသွားပြီလို့ထင်နေကြတော့အလက်စီကဖို့ထဲကနေပြေးထွက်လာပြီးမိလေသွားပါတယ်တစ်ချိန်တည်းမှာပဲကတတမ်းမြို့မှာလူတစ်ယောက်က Yesper ကိုလောင်ချင်းငွေတွေပြေးဖို့ကြိုးစားနေပါတယ်ဒါပေမဲ့ Yesper ကအဲ့ဒါတွေကအတုတွေမှန်တယ်လို့တနက်နဲ့ပြက်လာပြီးတက်သေးပြပါတယ်အဲ့ဒီလူကိုလောင်ကစားရုံကနေဆွဲထုတ်သွားတော့ boss က Yesper ကိုတိတ်တိတ်နေဖို့တတိပြီးပါတယ်စက္ကန့်ပိုင်းအကြာမှာကက်စီကိုအင်းနဲ့ရှောက်လာပြီးငွေအများကြီးရမယ်အလုပ်တစ်ခုအကြောင်းတင်ပြီးပါတယ်ချမ်းသာတဲ့ကုန်သည်တစ်ယောက်ကဖို့ကိုဖျက်ပြီးအရှိ Rifka ကနေအရာတစ်ခုကိုပြန်ယူလာဖို့အဖွဲ့တစ်ဖွဲ့ကိုရှာနေတာပါအင်းနဲ့ကသူ့ကိုနောက်ရောက်ခံလိုက်ဖို့ကြိုးစားပြီးမယ်ကုန်သည်ကလုံခြုံရေးတွေတိုးချတာပါတယ်ပြိုင်မဲ့တချို့ကလည်းဒီလုပ်ကိုလိုချင်နေကြလို့ Kes ကသူ့အရွေးခံရအောင်နီးလန်းရှာရပါတော့မယ်နောက်တစ်နေ့မှာ Kes က Yesper နဲ့ Inach တို့ကိုခေါ်ပြီးမြို့ထဲမှာသတင်းချက်လက်တွေစုဆောင်းပါတယ်ကုန်သည်က Hard Trender လို့ခေါ်တဲ့လူတွေကိုအမှန်တိုင်းပြောအောင်အတင်းကျပ်လုပ်နိုင်တဲ့ Grisha တယောက်ကိုရှာနေမှန်းသိလိုက်ရပါတယ်ဒီချိန်မှာပဲ Kes ရဲ့ပြိုင်ဘက် Pekka နဲ့သူ့လူတွေက Club Manager တယောက်ရဲ့ရုံးခန်းကိုရောက်လာပြီးသူ့ကိုချက်ချင်းရိုက်နှက်ဖမ်းဆီးပါတယ် Pekka ကအဲ့ဒီ Club မှာ Hard Trender အစွမ်းရှိတဲ့အမျိုးသမီးတယောက်ရှိမှန်းသိလို့သူမကိုငှားဖို့ချင်းချောက်ပါတယ် Manager ကညင်းဆိုလို့အသက်ခံလိုက်ရပါတယ်ဒါပေမဲ့ Pekka ရဲ့လူတွေ Hard Trender ကိုရှာတဲ့အခါသူမကထွက်သွားပြီဖြစ်ကြောင်းသိလိုက်ရပါတယ်တကယ်တော့ Kes က Hard Trender ကိုကြိုပြီးငှားရမ်းထားခဲ့တာပါသူတို့ကကုန်သည်ရဲ့အိမ်ကိုသွားပြီးလုံခြုံရေးကိုငွေတုတွေနဲ့ပြလိုက်ပါတယ်လုံခြုံရေးကလိန်ခံရမှန်းသိချိန်မှာသူတို့ကအထဲရောက်နေပါပြီညှိနှိုင်းမှုတွေလုပ်ပြီးနောက်ကုန်သည် Dresden ကသူတို့ကို Alessi နဲ့မိတ်ဆက်ပေးပါတယ် Alessi ကတောက်ပတဲ့အလင်းရောင်တစ်ခုက Volcra အားလုံးကိုဖျက်ဆီးပစ်လိုက်တယ်လို့လူတိုင်းကိုပြောပြထားတာပါဒါကယုံဖို့ခက်လို့ Dresden ကအမှန်ကိုသိချင်နေပါတယ် Hard Trender ရဲ့အစွမ်းကိုသုံးပြီး Alessi ကိုဒန်တာရီလာနေရောင်ကြီးခေါ်ယူသူက Volcra ကိုရှင်းလင်းပြစ်တာတွေ့ခဲ့ရတယ်လို့ဝန်ခံခိုင်းပါတယ် Alessi ကအလီနာရဲ့နာမည်ကိုပြောပြပြီးနောက် Dresden ကသူ့ကိုတနက်နဲ့ပြစ်တက်လိုက်ပြီး Kes ရဲ့အဖွဲ့ကိုမစ်ရှင်ပေးလိုက်ပါတယ်သူတို့အနေနဲ့နေမထွက်ခင်မှာဖူးကိုဖျက်ချော်မဲ့နီလန်းရှာပြီးအလီနာကိုဘီဘီကန်ကန်နဲ့ပြန်ခေါ်လာဖို့ပါတစ်ချိန်တည်းမှာပဲအရှိ Rifka မှာအလီနာနဲ့မော်တို့ကုန်းပတ်ပေါ်မှာသတိလစ်နေတဲ့တင်းမောနဲ့အတူအသက်ရှင်ကျန်ရည်သူအနေငယ်ရောက်ရှိလာပါတယ်အတိတ်ကိုပြန်ပြတဲ့အခါ Grisha တယောက်ကမိဘမဲ့ဂေဟာကိုရောက်လာပြီးကလေးတွေကိုမော်ဆွမ်းရှိမရှိစစ်ဆေးချိန်မှာမောကဒဏ်ရာရနေလို့မပါဝင်နိုင်ခဲ့ပါဘူးအလီနာကမောကိုထားခဲ့ပြီး Grisha เจ้าကိုမတွားချင်လို့စစ်ဆေးမှုကိုရှောင်ရှားဖို့မောနဲ့အတူပုံပေါင်းနေခဲ့ပါတယ်ပြစ်စုံပံမှာတော့မောကိုဆေးမှုစီခေါ်သွားပြီးအလီနာကိုတော့ကုသပေးသူ Grisha ကသူမရဲ့ကုသမှုမော်ပညာနဲ့စစ်ဆေးပြီးနောက် General Kirigan စီခေါ်သွားပါတယ်အသက်ရှင်ကျန်ရည်သူတွေစီကဇလန်းကိုကြားပြီးနောက် Kirigan ကသူမရဲ့လက်မောင်းကိုဓာတ်နဲ့လှီးပြီးဆန်းသက်ပါတယ်လူတိုင်းအံ့အားသင့်စွာကြည့်နေတော့သူမစီကနေဆူးရှားတဲ့အလင်းတန်းကြီးထွက်ပေါ်
ပေါ်လာပြီးသူမဟာနေအောင်ကြီးခေါ်ယူသူဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။အလီနာကိုလေ့ကျင့်ပေးဖို့နန်းတော်ငယ်စီချက်ချင်းစီလို့ဖို့ဆုံးဖြတ်လိုက်ပြီးမောကိုနှုတ်ဆက်ခွင့်မပေးဘဲရထားလုံးတွေကိုအတင်းတွန်းပို့လိုက်ပါတယ်။ခရီးစဉ်အတွင်းမှာလမ်းပိတ်ဆို့နေတာကိုတွေ့လို့ရထားလုံးရက်သွားပါတယ်။စစ်သား2ယောက်ကတွားရောက်စစ်စီးတုံးရုတ်တရက်အပြစ်ခံရပြီးတေဆုံးသွားပါတယ်။အဲ့ဒီချိန်မှာပဲမြောက်ပိုင်းကဆုံးလိုက်လန်သူတွေရောက်လာပြီးရထားလုံးကိုဝိုင်းရံကပြစ်ခတ်ကြပါတယ်။ဂရီရှာတွေကသူတို့ကိုသူတို့ကာကွယ်ဖို့အစွမ်းတွေကိုချက်ချင်းအသုံးပြုကြပြီးမြမီးနဲ့လေသုံးဆွဲသူတွေမြန်မြန်ဆန်ဆန်ပဲအပြစ်ခံရပြီးတေဆုံးသွားပါတယ်။ဂရီရှာ2ယောက်ကတော့ရန်သူတချို့ကိုအတွင်းကနေလိန်ချိုးပြီးတပ်ဖြတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲအနီးနားမှာစနိုက်ပါတမ1ယောက်ရှိမှန်းသိလိုက်ရပြီးပုံဖို့ပြေးတော့မီကိုပုံနဲ့အပြစ်ခံရပါတယ်။တစ်ချိန်တည်းမှာပဲအလီနာကရထားလုံးထဲမှာပုံနေတော့မီကိုပုံအပြစ်ခံရပါတယ်ရန်သူတယောက်ကတကားကိုရုတ်တရက်ဖွင့်ပြီးသူမကိုဆွဲထုတ်ကခုခံဖို့ကြိုးစားတဲ့သူမကိုရိုက်နှက်ပါတယ်သူမကိုတတ်တော့မဲ့အချိန်မှာကီရီကန်ပေါ်လာပြီးအရေးမှော်ပညာကိုသုံးကသူ့ကိုတပ်ပစ်လိုက်ပါတယ်တခြားတိုက်ခိုက်သူတွေအားလုံးကီရီကန်ကိုကြောက်ပြီးချက်ချင်းထွက်ပြေးသွားကြပါတယ်အဲ့ဒီနောက်အလီနာဟာကီရီကန်နဲ့အတူစီးနှင်းလိုက်ပါပြီးတိုင်းပြည်မှာအလုံးကြုံဆုံးအဆောက်အုံဖြစ်တဲ့နန်းတော်ငယ်စီကိုရောက်ရှိသွားပါတယ်အလီနာသူမရဲ့အခန်းသစ်မှာတယောက်တည်းရောက်သွားချိန်မှာတော့စိတ်တက်ကြပြီးငိုကြွေးကစာအိတ်ဖောက်တဲ့ဓာတ်လေးကိုယူပြီးခေါင်းအုံးအောက်မှာတင်ထားလိုက်ပါတယ်ကက်တာတန်မှာကက်စီကိုပက်ကာနဲ့သူ့လူတွေရောက်လာပြီးချက်ချင်းရိုက်နှက်ကြပါတယ်ပက်ကာကကက်စ်ကိုမစ်ရှင်ကနေနှုတ်ထွက်ဖို့မဟုတ်ရင်မန်နေဂျာကိုတတ်တယ်လို့တပ်ပြစ်မယ်လို့ချင်းချောက်ပြီးထွက်သွားပါတယ်အဲ့ဒီနောက်ကက်စ်ကအရှိရစ်ကအမျိုးသမီးတယောက်သူ့ရဲ့လောင်းကစားရုံမှာလောင်းကစားနေတာကိုတွေ့လိုက်ပါတယ်ဒါကြောင့်သူကအဆောင်တွေကိုသူမကိုခေါ်လာခိုင်းပြီးဖိုးကိုဘလို့ဖြတ်ခဲ့လေလို့မေးပါတယ်သူမကလမ်းပြ the contactor လို့ခေါ်တဲ့သူတယောက်ကသူမနဲ့သူမသမီးကိုအထူးပို့ဆောင်ရေးရည်နဲ့ခေါ်လာပေးတာလို့ရှင်းပြပါတယ်သူ့ကိုဘယ်မှာရှာရမလဲဆိုတာမသိပေမဲ့ပေါ်ပီလို့ခေါ်တဲ့အမှုပညာရှင်တယောက်စီမှာမေးလို့ရကြောင်းပြောပါတယ်တစ်ချိန်တည်းမှာပဲ Ines ကိုသူမရဲ့ပိုင်ရှင် Madam Helen ကခေါ်ယူပါတယ်ဟယ်လင်က Dresden ရဲ့အလုပ်အကြောင်းကိုဘယ်လိုလုပ်သိလဲမသိပဲအံ့ဩစရာကောင်းတဲ့ကမ်းလှမ်းမှုတစ်ခုလုပ်ပါတယ်။ Ines ကသူမအတွက်လူတစ်ယောက်ကိုတတ်ပြီးရင် Ines ရဲ့ကျွေးမီတွေကိုရှင်းပေးမယ်လို့ဆိုပါတယ်။အဲ့ဒီလူက Ines ကိုရောင်းစားခဲ့တဲ့သူလိုမျိုးလူကုန်ကူးသူတစ်ယောက်ဖြစ်တယ်လို့အရေးအမြတ်ပြောပြီးသူ့ကိုရှာတွေ့နိုင်မဲ့လိပ်စာတစ်ခုပေးပါတယ်။သူမရဲ့ဘာသာရေးကြောင့် Ines ကလူမတတ်ပါဘူး။ဒါပေမဲ့ဟယ်လင်ကသူမကိုလှုပ်မပေးရင် mission ကိုသွားလို့မရပါဘူး။ဒါကြောင့်သူမသဘောတူလိုက်ပါတယ်။ Kes က Poppy စီကနေလမ်းပြရဲ့တီနေရာကိုရယူနေတော့ Ines ကသူမရဲ့ပြစ်မှတ်ကိုအလစ်ငိုက်ဖမ်းပြီးကြိုးတုပ်ကလေးသူငယ်လူကုန်ကူးမှုအထောက်အထားတွေရှာဖွေပါတယ်။အဲ့ဒီလူကသူကစစ်ပွဲကနေလူတွေကိုကယ်တင်ပေးတဲ့မှောင်ကိုသမားတစ်ယောက်သာဖြစ်ပြီးကျွန်နေနဲ့အလုပ်မလုပ်ဘူးလို့ရှင်းပြပါတယ်။ Ines ကမယုံပဲသူ့ကိုတတ်တော့မဲ့အချိန်မှာ Kes ရောက်လာပြီးတားလိုက်လို့သူမရဲ့ဓာတ်နဲ့အထိုးခံရမလို့တော့ဖြစ်သွားပါတယ်။တကယ်တော့ဒီလူကလမ်းပြဖြစ်ပြီး Helen ကအဲ့ဒါကိုသိနေတာပါ။သူမက Ines ကိုလှည့်စားပြီး mission ကိုဖျက်ဆီးဖို့ကြိုးစားခဲ့တာပါ။တိတာကသူတို့လမ်းပြကိုတတ်လို့မရပါဘူး။ဒါကြောင့် Kes က Helen ကိုသူ့ရဲ့လောင်းကစားရုံပိုင်ဆိုင်မှုစာချုပ်ကိုပေးပြီးအလုပ်ပြီးရင် Ines အတွက်အကျွေးအပြည့်အဝဆက်မယ်။မဟုတ်ရင်ကလပ်ကိုအပိုင်ယူလို့ရတယ်လို့ပြောလိုက်ပါတယ်။အချိန်အနေငယ်ကြတော့အလီနာစီကိုတောက်ပနေတဲ့တမင်ဖြူကြီး stack တကောင်ပေါ်လာပြီးမြဲသူမလက်နိုးသွားပါတယ်။ရုတ်တရက်အစီခံမာလေးတွေအခန်းထဲဝင်လာပြီးသူမကိုဘရင်နဲ့တွေ့ဖို့ပြင်ဆင်ပေးကြပါတယ်။အလှဖန်တီးရှင်ဂရီရှာချမ်းယာကသူမရဲ့မှော့အစွမ်းကိုတုံးပြီးအလီနာရဲ့အလှကိုပို့ပေါ်လွင်စီကအမာရွတ်တီကိုဖျောက်ပေးပြီးမြဲအလီနာကလက်ပေါ်ကအမာရွတ်ကိုတော့ထားခဲ့ဖို့တောင်းဆိုပါတယ်။အစင်တင်းဖြစ်တဲ့အခါကီဒီကန်ကသူမကိုရာဖကာရဲ့ဘရင်နဲ့မိဖုရားတို့စီခေါ်သွားပြီးမိဖုရားကသူမကိုလူမျိုးကြီးခွဲခြားတဲ့မှတ်ချက်တွေချက်ချင်းပေးပါတယ်။အဲ့ဒီနောက်ကီဒီကန်ကအခန်းကိုအရေးတီနဲ့ဖုံးလွှမ်းလိုက်ပြီးသူမရဲ့လက်ဝက်ကိုကင်ကအစွမ်းကိုမြင့်တင်ပေးလိုက်ပါတယ်။သူမစီကနေအလင်းရောင်တွေထွက်ပေါ်လာပြီးသူမနဲ့ကီဒီကန်ပတ်လည်မှာတောက်ပတဲ့အလင်းပူပေါင်းတစ်ခုဖြစ်ပေါ်လာပါတယ်။လူတိုင်းလက်ခုပ်တီးကြပြီးဘရင်ကကီဒီကန်ကိုအလီနာအားကိုယ်တိုင်လေ့ကျင့်ပေးဖို့ခွင့်ပြုလိုက်ပါတယ်။တခြားဂရီရှာတွေကသူမကိုနှွေးထွေးစွာကြိုးဆိုကြပြီးမြဲဆိုရာကတော့သူမကိုဖတ်တယ်လို့ဟန်ဆောင်ပြီးနားလေးကိုလူမျိုးကြီးခွဲခြားတဲ့စကားတွေတီးတိုးပြောပါတယ်။နောက်တစ်နေ့မှာအလီနာကိုသူမရဲ့ပထမဆုံးလေ့ကျင့်ရေးသင်တန်းစီခေါ်သွားပါတယ်။သူမကမိုးတင်ပေးခဲ့တဲ့အချိန်ကတချို့ကိုသတိရပြီးဇိုယာကိုတိုက်ခိုက်ဖို့ဆင့်ခေါ်ပါတယ်။ဒါပေမဲ့ဇိုယာကပိုပြီးလေ့ကျင့်ထားလို့သူမကိုအလွယ်တကူအနိုင်ယူလိုက်ပါတယ်။ဇိုယာကမိုးနဲ့ပတ်သက်ပြီးရိုင်းဆိုင်တဲ့နောက်ပြောင်မှုလုပ်တဲ့အခါအလီနာထောထွက်ပြီးသူမရဲ့မျက်နှာကိုထိုးလိုက်ပါတယ်။ဒါကြောင့်ဇိုယာကလေမောပညာနဲ့ပြန်လဲတိုက်ခိုက်ပြီးသူမကိုတတိလစ်သွားစီပါတယ်။အလီနာတမင်ဖြူကြီးကိုထပ်မံမြင်မှတ်ပြီးနိုးလာပါတယ်။အဲ့ဒီနောက်အလီနာကတမင်ဖြူကြီးအကြောင်းပုံမြင်ကိုတတိရလို့စာကြည့်တိုက်ကိုသွားပါတယ်။အဲ့ဒီမှာဘရင်ရဲ့နံဖိုင်းဆိုင်ရာအကြံပြီး operate နဲ့ဆုံးပါတယ်။သူကအလီနာကိုပထမဆုံးဂရီရှာရီတွေကတယောက်ဖြစ်တဲ့ Bone Smith အကြောင်းမှန်ကိုပြောပြပါတယ်။သူကမှော်ပညာရှင်တွေရဲ့အစွမ်းကိုမြင့်တင်ပေးခြင်းခဲ့တာပါ။သူကသူ့ရဲ့မှော်အစွမ်းကိုတုံးပြီးသူ့အယိုးတွေကနေဒရိတ်ဆန်တွေကိုဖန်တီးကအစွမ်းတွေထည့်သွင်းပေးခဲ့ပါတယ်။အဲ့ဒီဒရိတ်ဆန်တွေကတကောင်ကတော့တမင်ဖြူကြီးပါပဲ။ဂရီရှာတယောက်ကဒီဒရိတ်ဆန်တွေကတကောင်ကိုတပ်ပြီးအဲ့ဒီအယိုးတစ်ပိုင်းကိုသူတို့နဲ့ပေါင်းစပ်လိုက်ရင်အဲ့ဒီဂရီရှာရဲ့အစွမ်းကအများကြီးတိုးတက်လာမှာပါ။အဲ့ဒီနောက် operate ကသူမကိုဂူတစ်ခုစီခေါ်သွားပြီးအလီနာဟာသူမရဲ့နောက်သင်ခန်းစာအတွက်ဘာဂရာနဲ့တွေ့ဆုံပါတယ်။ဘာဂရာကအလီနာရဲ့ပခုံးကိုရိုက်ပြီးသူမရဲ့အစွမ်းကိုထုတ်သုံးခိုင်းပေမဲ့အချင်းကြီးပါပဲ။သူမကဘရင်ရှိမှအစွမ်းပြနိုင်ခဲ့တာဟာကီရီကန်ကမြင့်တင်ပြီးလို့သာဖြစ်တယ်လို့ထောက်ပြပါတယ်။အဲ့ဒီနောက်ဘာဂရာကအလီနာကိုသူမနေရောင်ကြီးခေါ်ယူသူလို့အမှန်တကယ်မယုံကြည်မချင်းလေ့ကျင့်မပေးနိုင်ဘူးလို့ဆိုကမောင်းထုတ်လိုက်ပါတယ်။တစ်ချိန်တည်းမှာပဲအနောက် rift ကမှနီနာလို့ခေါ်တဲ့ဟက်ဒရနာတယောက်ကသူမရဲ့မှော်အစွမ်းကိုတုံးပြီးဟိုတယ်ခမပြီးအောင်ရှောင်းရှားကကောင်းမွန်တဲ့အခန်းတစ်ခန်းရရှိသွားပါတယ်။သူမကလမ်းပြဖို့စောင့်နေတာပါ။ဘာလို့လဲဆိုတော့သူကသူမကိုနန်းတော်ငယ်တဲ့ဝင်းနိုင်အောင်ကူညီပေးနိုင်လို့ပါ။ဒါပေမဲ့သူမကိုမြောက်ပိုင်းကစုံလိုက်လန်သူတွေကတွေ့သွားပါတယ်။သူမကမှော်အစွမ်းနဲ့သူတို့ကိုတတ်ဖို့ကြိုးစားပေမဲ့ပြတင်းပေါက်ကနေဝင်လာတဲ့ဘူလတ်ကြောင့်ဖမ်းဆီးခံလိုက်ရပါတယ်။နီနာကသူမကိုကာကွယ်ဖို့အကောင်းဆုံးကြိုးစားပေမဲ့လူများလို့အလွယ်တကူအနိုင်ယူခံရပြီးပြန်ပြီးဆွဲခံလိုက်ရပါတယ်။သူမကိုတင်ပေါ်တစင်းစီပို့လိုက်ပြီးအခြားဂရီချာတွေနဲ့အတူမြောက်ပိုင်းမှာကိုမြတ်ဖို့တန်ကြိုးခတ်တာခံရပါတယ်။လမ်းပြနဲ့တခြားသူတွေအဲ့ဒီကိုရောက်လာချိန်မှာတော့နောက်ကျသွားပါပြီ။ဒါပေမဲ့ Kes ကအရှုံးမပေးပဲအဲ့ဒီရောက်ရင်နန်းတော်ငယ်တဲ့ဘယ်လိုဝင်ရမလဲဆိုတာနီးလိုက်ရှာမယ်လို့ပြောပါတယ်။ Full ကိုဖြတ်ဖို့လမ်းပြကပစ္စည်း3ခုလိုအပ်ပါတယ်။ကြောင်မီးသွေးပေါင်20 Mitchell လက်တဆုပ်စာနဲ့စိတ်တကောင်ပါ။အဖွဲ့ကပစ္စည်းတွေရှာဖို့လမ်းခွဲကြပြီး Case ကစိတ်သွားရှာတော့လမ်းပြကအနောက် Rift ကတော်လိုင်းကြီးအဖွဲ့တဲထဲကိုခိုးဝင်သွားတာကိုတွေ့လိုက်ရလို့တန်တရားဝင်သွားပါတယ်။အဲ့ဒီညမှာပဲလမ်းပြက Case နဲ့ Enex တို့ကို4 Next နာကရထားလမ်းစီခေါ်သွားပါတယ်
အဲ့ဒီမှာသူကယထာကောင်းတွေတီးတီးလေးတစ်ခုလှုပ်ထားပါတယ်ရုတ်တရက်သူတို့တနတ်တန်ကြီးကြားရပြီး Jasper ပြေးလာတာကိုတွေ့လိုက်ပါတယ်သူ့နောက်ကနေလူတစုလိုက်လာပါတယ် Jasper ကငွေတွေကိုလောင်းကစားလုပ်ပြီးရှုံသွားလို့ကြောက်မီးသွေးတွေကိုခိုးလာခဲ့တာပါအခုတော့ပိုင်ရှင်တွေကသူ့နောက်ကိုလိုက်လာပါပြီကန်ကောင်းထောင်းမှသွားတဲ့ Jasper ကအပြစ်မခံခင်ယထာပေါ်ရောက်သွားပါတယ်သူတို့ထွက်ခွာဖို့ပြင်ဆင်နေတော့ကြောင်မီးသွေးပိုင်ရှင်တွေကအနီးကပ်လာဖို့စူးစမ်းရင်မြုပ်ထားတဲ့မိုင်းတွေကိုနင်းမိသွားကြပါတယ်ယထာကထွက်ခွာသွားနိုင်ရဲ့ပေမဲ့အတန်ကြာခီးသွားပြီးနောက် Volgra တွေကတွေ့သွားပါတယ်ပုံမှန်ဆိုရင်လမ်းပြကပုံမြောင်မောင်းပြီးရှောင်ထွက်နိုင်ပြီမဲ့အခုတော့ Jasper ကပေါင်20စ16ပေါင်ပဲယူလာလို့မရတော့ပါဘူးယထာရှိမှလွှမ်းစွတ်တစ်ခုရှိပြီးဖျောက်သွားတဲ့ Volgra တချို့ကိုတတ်နိုင်ခဲ့လို့သူတို့ရဲ့သွေးတွေကအတွင်းကိုစီးကြလာပါတယ် Volgra တကောင်ကလွှမ်းစွတ်မှမတော်တဆညံ့နေလို့ယထာကပိုလီးသွားပြီးသူတို့လွတ်မြောက်ဖို့အခွင့်အရေးနေသွားပါတယ် Jasper ကအရန်ကြောက်ပြီးစိတ်လှုပ်ရှားနေလို့လမ်းပြကသူ့ကိုစိတ်တည်ငြိမ်အောင်စိတ်ကိုဖတ်ထားခိုင်းပါတယ်အဲ့ဒီချိန်မှာ Volgra တကောင်ကယထာပေါ်ဆင်းသက်ပြီးဖြတ်စီးဖို့ကြိုးစားပေမဲ့ Jasper ကစိတ်ကြောင့်စိတ်တည်ငြိမ်သွားပြီးတေးကြချိန်ရွေးပစ်ခါကမိစ္ဆာကောင်ကြီးအားလုံးကိုချုပ်လက်မောင်းထုတ်လိုက်ပါတယ်ကံမကောင်းစွာနဲ့နောက်ထပ် Volgra တကောင်ကယထာပေါ်ထပ်ဆင်းသက်ပြီးအထဲကိုချောင်းကြည့်ဖို့အပေါက်တစ်ခုဖုတ်လိုက်ပါတယ်ဒါပေမဲ့ Jasper ကအာယုံစိုက်ပြီးအတီးကျပစ်လိုက်လို့အဲ့ဒီကောင်လွန့်ထွက်သွားပါတယ်အဲ့ဒီတတဝါစီကနေရလိုက်တဲ့အပူတွန်းအားကြောင့်ယထာကဖိုးထဲကနေအောင်မြင်စွာထွက်ခွာသွားနိုင်ခဲ့ပါတယ် အချိန်နဲ့ငယ်ကြတော့အလီနာနဲ့မော်တို့အပြန်လန်စားတွေရေးနေကြပေမဲ့စားတွေကသူတို့နှစ်ယောက်လုံးစီမရောက်ခဲ့ဘူးဆိုတာသိလိုက်ရပါတယ်။နေ့လည်ခင်းတစ်ခုမှာ General တယောက်ကကီရီကန်ဟာတမင်ဖြူကြီးကိုရှာတွေ့တဲ့စစ်တားတိုင်းကိုနန်းတော်ငယ်စီတွားရောက်ခွင့်ပေးမယ်လို့ကန့်လန့်ထားကြောင်းပြောပါတယ်။မောကတမင်ဖြူကြီးပုံကိုအလီနာဆွဲထားတဲ့ပုံအဖြစ်မှတ်မိသွားပြီးအဲ့ဒါကိုရှာဖို့စေတနာဝန်ထမ်းအနေနဲ့ထွက်လာပါတယ်။တငယ်ချင်းနှစ်ယောက်နဲ့ပူပေါင်းပြီးမောရဲ့ကျွမ်းကျင်တဲ့ခြေရာကန်စွမ်းရည်ကိုတုံးကတမင်ဖြူကြီးကို Rivka နဲ့ဖူတာကိုပိုင်းခြားထားတဲ့တောင်တန်းတွေနဲ့မြောက်ဖက်စီခြေရာကန်လိုက်ပါတယ်။မကြခင်မှာပဲသူတို့ဖူတာနေမိတဲ့ရောက်သွားပြီးရန်သူတွေကတွေ့သွားပါတယ်။မောကဓားကင်ထားတဲ့လူတယောက်နဲ့တိုက်ခိုက်ပြီးအတော်လေးရုန်းကန်ရပြီးနောက်အဲ့ဒီလူကိုလက်နဲ့ချခိုင်းကသူ့ဓာတ်နဲ့သူပြန်တက်လိုက်ပါတယ်။အဲ့ဒီနောက်သူ့တငယ်ချင်းကိုကူညီဖို့ကြိုးစားတော့6လောက်ကိုမြားမှန်သွားပါတယ်။ကန်ကောင်းထောက်မစွာနဲ့သူ့တငယ်ချင်းတွေကအပြန်လန်ကူညီပြီးတိုက်ပွဲကိုအနိုင်ရသွားကြပါတယ်။ဒါပေမဲ့နောက်ထပ်စစ်တာနှစ်ယောက်ကတစ်ပင်နေကြမှာပုံနေပြီး17နှစ်နဲ့ရုတ်တရက်ပြစ်ခတ်ကြပါတယ်။မောပခုံးကိုအပြစ်ခံရပြီးတတိလစ်သွားကစစ်တပ်ထက်ကသူ့ရဲ့အစောပိုင်းနေ့ရက်တွေကိုအိမ်မက်မက်နေပါတယ်။ထောက်ပံ့ရေးအရာရှိကအလီနာကိုလူမျိုးကြီးခွဲခြားတဲ့စကားပြောတာကြားတာလို့သူကအဲ့ဒီလူကိုပလင်းနဲ့ရိုက်ခဲ့ပါတယ်။မောကိုအလီနာရဲ့အခန်းပြီးကအချိုခန်းနဲ့ထည့်လိုက်ပြီးသူတို့နှစ်ယောက်လုံးမှာတူညီတဲ့အမာရုပ်တွေရှိနေတာကိုတတိပြုမိခဲ့ကြပါတယ်။စက္ကန့်ပိုင်းကြာမှာမောနိုးလာပြီးသူ့တငယ်ချင်းတွေကိုခလေးတင်းတက်လိုက်တဲ့နောက်ဆုံးစစ်တာနှစ်ယောက်ကိုအမြင်ပစ်တက်လိုက်ပါတယ်။ဝမ်းနေပူစီစွာငိုချိုးနေတော့မောကအတန်တစ်ခုကြားရပြီးတစ်ပင်နေကြတဲ့မှာတမင်ဖြူကြီးကိုရုတ်တရက်တွေ့လိုက်ပါတယ်။နာယီနေငယ်ကြတော့သူစခန်းစီကိုဘေးကင်းကင်းနဲ့ပြန်ရောက်လာပါတယ်။အချိန်နဲ့ငယ်ကြတော့အလီနာကတေးချလေ့ကျင့်ဖို့ဘာဂရာစီပြန်သွားပါတယ်။ဘာဂရာကအရန်တင်းကျပ်ပြီးသူမကြာရှုံးတဲ့အခါတိုင်းစက်တိုက်ရိုက်နှက်ကစာဖတ်စရာတွေအများကြီးပေးပြီးသူမရဲ့အိတ်ဆက်မှုအလေးအထားတွေကိုပြုပြင်ပေးပါတယ်။ရက်တီကြလာတာနဲ့မြအလီနာရဲ့မောအစွမ်းကတိုးတက်လာပြီးအလင်းပေါ်လုံးလေးတစ်ခုကိုဖန်ဆင်းနိုင်လာပါတယ်။နေ့လည်ခင်းတစ်ခုမှာဘာဂရာကအလီနာကိုလက်ဖေးရတိုက်လိုက်လို့အတိတ်ကမှတ်ဉာဏ်တစ်ခုကိုပြန်သတိရသွားပါတယ်။မိဘမေကီဟာမှာဂရီရှာစစ်ဆေးတဲ့နေ့ကသူနဲ့မောလို့ပုံဖို့ကြိုးစားပေမဲ့မိသွားပြီးစစ်ဆေးကံဖို့အတင်းခေါ်သွားခံပါတယ်။မောကဒဏ်ရာရနေလို့စစ်ဆေးခံလို့မရပါဘူး။ဒါကြောင့်အလီနာကတိတ်တဆိတ်ဒဏ်ရာရအောင်လုပ်ပြီးလိန်လဲကစစ်ဆေးမှုရလက်မှမောအစွမ်းမရှိဘူးလို့ထွန်းအောင်လုပ်ခဲ့ပါတယ်။ဘာဂရာကဒါဟာအလီနာကတခြားသူတွေအတွက်သူမကိုသူမချုပ်တဲထားတယ်ဆိုတဲ့နောက်ထပ်သက်သေတစ်ခုပဲလို့ထင်ပါတယ်။အဲ့ဒီညမှာပဲအလီနာကနန်းတော်ငယ်ပတ်လည်မှာလမ်းလျှောက်ထွက်လာပြီးကီရီကန်ကသူ့ရဲ့စစ်ရေးစီမံကိန်းတွေကြောင့်စိတ်ပူနေတော့တွေ့လိုက်ရပါတယ်။သူကသူ့ပတ်လည်မှာအရေးတွေပိုဆိုးလာလို့မျောလင့်ကြမဲ့ပြီးအထီးကျန်နေတယ်လို့ဝန်ခံပါတယ်။ဒါကြောင့်အလီနာကသူ့လက်ကိုစုပ်ကိုင်လိုက်ပြီးသူတို့ပတ်လည်မှာအလင်းရောင်တွေဖန်တီးပေးပါတယ်။သူတို့နန်းတော်မလို့ဖြစ်သွားပြီမဲ့ဘာမှမဖြစ်ခင်အလီနာထွက်သွားပါတယ်။နောက်တနေ့မှာအလီနာကစာဖို့သမားစီသွားစစ်ဆေးပေမဲ့မောစီကစာရီမရောက်သေးပါဘူး။သူကသူမကိုမိသွားပြီလို့ယူဆလိုက်ပြီးသူမရဲ့ကံကြမ္မာကိုနောက်ဆုံးမှလက်ခံလိုက်ကဘာဂရာစီပြေးသွားပြီးကြီးမားတဲ့အလင်းပေါ်လုံးကြီးတစ်ခုကိုပြသလိုက်ပါတယ်။သူမအခန်းကိုပြန်ရောက်တော့ဂျန်ညာကိုသူမရဲ့လက်ပေါ်ကအမာရုပ်ကိုဖျောက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။အရှိရစ်ကာမှာကက်ဆီအဖွဲ့ကတော်ဝင်မှတ်တမ်းတိုက်မှာနန်းတော်ငယ်ရဲ့အစာအုပ်ပုံစံချမ်း Blueprints မိလို့ရှိကြောင်းသိလိုက်ရပါတယ်။ဒါကြောင့်သူတို့၃ယောက်ကအဲ့ဒါကိုခိုးယူဖို့စီစဉ်နေတော့လမ်းပြကိုတော့သူတို့ကိုကူညီပေးနိုင်မယ့်အဆက်အသွယ်တစ်ခုရှာဖို့တောင်းဝန်ပေးလိုက်ပါတယ်။ကက်ကတော်ဝင်မှတ်တမ်းတိုက်စီသွားပြီးဘရင်အတွက်လုပ်ပေးရမယ့်အလုပ်တစ်ခုအတွက်နန်းတော်ငယ်ရဲ့အတိုင်းအတာတွေလိုအပ်နေတဲ့ဖပူးဆရာဖြစ်ဟန်ဆောင်ပါတယ်။စာရေးမှာကပုံစံချမ်းကိုသွားစစ်ဆေးတော့ကက်က Phosphorus အမှုလေးကိုချထားခဲ့ပြီးအဲ့ဒီလူနောက်ကိုလိုက်သွားကလျှို့ဝှက်ချီယာတစ်ခုဖန်တီးလိုက်ပါတယ်။ညနေပိုင်းမှာ Jasper ကအဆောင်အဖြစ်ဟန်ဆောင်ပြီးမှတ်တမ်းတိုက်ရဲ့မီးတွေကိုပိတ်လိုက်လို့ Enet ကအထဲကိုခိုးဝင်နိုင်သွားပါတယ်။သူမကအမှောင်ထဲမှာတောက်ပနေတဲ့ Phosphorus ကိုလိုက်သွားပြီးပုံစံချမ်းကိုတွေ့တဲ့အခါမိတူကူးယူလိုက်ပါတယ်။သူမမထွက်ခွာခင်မှာမီးတွေပြန်လင်းလာပြီးအဆောင်တယောက်ပေါ်လာလို့သူမကမမြင်အောင်သတိထားပြီးခိုးထွက်သွားပါတယ်။အဲ့ဒီနောက်အဆောင်ကသူ့နောက်ကတစ်ခါကိုပိတ်လိုက်ပေမဲ့ကန်ကောင်းကနေပိန်မနိုင်ကြီးမိတဲ့အချိန်မှာ Jasper ကမုန်းတန်ကိုတနက်နဲ့ပြစ်လိုက်လို့တနက်တန်ကိုမကြားလိုက်ရပါဘူး။ Enet လွတ်မြောက်သွားပြီးအဆောင်ဝတ်ဆောင်ပို့ထားတဲ့ Gas နဲ့ပြန်လည်ဆုံတွေ့ပါတယ်။အဲ့ဒီနောက်သူတို့ကလမ်းပြနဲ့သွားတွေ့ပါတယ်။လမ်းပြကနန်းတော်မှာလုံးမဲ့ဆောင်းရည်ပွဲတော်မှာပါဝင်မဲ့စကားဖွဲ့တစ်ဖွဲ့နဲ့မိတ်ဆွေဖွဲ့ထားပါတယ်။လမ်းပြကသူတို့ရဲ့ဝီရင်တရုတ်ပြအမှုပညာရှင်ကိုမတော်တဆပြုတ်ကြပြီးဒဏ်ရာရအောင်လုပ်ခဲ့ပါတယ်။အဲ့ဒီနောက်သူကသူမနေရာမှာအစားထိုးဖို့အကောင်းဆုံးလူပါလာတဲ့မန်နေဂျာတယောက်အနေနဲ့မိတ်ဆက်ပါတယ်။ Enet ကသူမရဲ့ကျွမ်းကျင်တဲ့အားကစားစွမ်းရည်တွေနဲ့လူတိုင်းကိုအံ့အားသင့်စေပြီးဝီရင်တရုတ်ပြအမှုပညာရှင်တစ်အဖြစ်လက်ခံခံရပါတယ်။အဲ့ဒီနောက် Jasper ကမှန်ကိုကြည့်ပြီး Enet ရဲ့ပါဇက်ထဲကဖဲကြိုးကိုတနတ်နဲ့ပြစ်ပြကသူ့ရဲ့ပြစ်ခတ်မှုစွမ်းရည်ကိုပြသပါတယ်။သူ့ကိုလည်းစက္ကန့်အဖွဲမှာအစီအစဉ်တစ်ခုအဖြစ်လက်ခံလိုက်ပါတယ်။ဒါကြောင့်အခု Gas ကနန်းတော်ထဲဝင်ဖို့သူ့နီးသူ့ဟန်နဲ့နီးလန်းရှာရပါတော့မယ်။နောက်တစ်နေ့မှာစက္ကန့်အဖွဲကိုတော်ဝင်နန်းတော်ဝင်နဲ့ဝင်ခွင့်ပြုလိုက်ပါတယ်။ Gas ကအဆောင်ဝစ်စုံဝစ်ပြီးနန်းတော်ပတ်လည်မှာရှောက်ကြည့်ရာဂရီရှာရဲ့အဝတ်လဲခန်းစီသွားတဲ့လျှို့ဝှက်တကားတစ်ခုကိုတွေ့ရှိပါတယ်။တစ်ချိန်တည်းမှာပဲအလီနာကသူမရဲ့ပထမဆုံးပွဲထွက်ပြသမှုတွေပြင်ဆင်ပါတယ်
ဖန်တီရှင် Grisha Fabricator Grisha David က Kirigan ရဲ့တောင်းဆိုမှုအရအလီနာရဲ့အစွမ်းတွေကိုမြင့်တင်ပေးမဲ့အထူးလက်အိတ်တွေကိုယူလာပေးပါတယ်အလီနာကအဲ့ဒါတွေကိုစမ်းသပ်ပြီးတီးခြအလင်းတန်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပေမဲ့အဲ့ဒါတွေကိုပြန်ပေးလိုက်ပြီးသူမကိုယ်တိုင်လည်းဒါကိုလုပ်နိုင်ကြောင်းသက်သေပြလိုက်ပါတယ်အဲ့ဒီနောက်အလီနာကအပြင်ဘက်မှာအမှုပညာရှင်တွေအားလုံးကြောင်းနေတာကိုသတိပြုမိလို့စစ်ထဲမှာဝင်ခင် သူမဆိုသူမပျော်ရွှင်ဖို့နောက်ဆုံးနေ့တစ်နေ့အခွင့်အရေးပေးဖို့ဂျန်ယာကိုနားချပါတယ်အဆောင်တစ်ယောက်နဲ့အတူကောင်မလေးတွေကစက်ကပ်အဖွဲ့ရဲ့ပျောက်ကွက်တွေကိုတွားကြည့်ကြပြီးယက်စပါကသူတို့ပြောနေတာကိုကြားသွားပါတယ်အခုတော့သူတို့ရဲ့ပြစ်မှတ်မျက်နှာကိုသူသိသွားပါပြီနောက်ပိုင်းမှာအလီနာကကီရီကန်နဲ့စကားပြောရင်သူမရဲ့ပွဲထွက်အတွက်မကြောက်တော့ဘူးလို့ပြောပါတယ်ဘာလို့လဲဆိုတော့သူမကနောက်ဆုံးတော့သူမနဲ့သက်ဆိုင်တဲ့နေရာကိုရောက်နေပြီလို့ခံစားလို့ပါအဲ့နောက်သူမကသူ့ကိုနမ်းလိုက်ပါတယ်ပွဲစတင်တဲ့အခါကက်စကအဆောင်အဖြစ်ထပ်ဟန်ဆောင်ပြီးသူ့ဝတ်စုံမှာတမင်တကအစွန်းထင်းဖြစ်အောင်လှုပ်ပါတယ်အဲ့နောက်အစားထိုးဝတ်စုံတွေတွားယူပြီး Inach နဲ့လမ်းပြတို့ကိုပေးလိုက်လို့သူတို့လည်းဟိဝတ်စွာတွားလာနိုင်သွားပါတယ်မီဂရီရှာတယောက်ကပြိတက်ကိုမီတောက်တင်နဲ့ဖျော်ဖြေပေးပေမဲ့မကြခင်မှာပဲအလီနာကစင်မင်းကိုလွှဲပြောင်းယူလိုက်ပါတယ်ကီရီကန်ကအခန်းကိုအမောင်တူးနဲ့ဖုံးလွှမ်းလိုက်ပြီးနောက်သူမကအလင်းဖော်လုံးနှလုံးကိုဖန်ဆင်းကပျောက်ကတချို့လှုပ်ပြပြီးအခန်းကိုလင်းထိန်သွားစေပါတယ်Inach အပါဝင်လူတိုင်းကအံ့အားသင့်သွားပြီးသူမကိုသူ့လောစင်တပါးလို့သဘောထားကအယူအသေးပေးကြပါတယ်တစ်ချိန်တည်းမှာပဲလမ်းပြကအဝတ်လဲကန်းတစ်ခါကိုဖွင့်ဖို့အထူးကြောက်တုံးတစ်ခုကိုသုံးပြီးအဲ့ထဲမှာပုံနေပါတယ်အလီနာရောက်လာတဲ့အခါကက်စ်အတွက်သူမကိုပြန်ပေးဆွဲမဲ့စားတော်လန်ရေးအဖွဲ့ကိုစားသူမရဲ့လေဘင်းကိုလှီးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာဂျန်ညာဝင်လာပြီးသူ့ကိုစတင်တိုက်ခိုက်ကမြန်ဆန်တဲ့လှုပ်ရှားမှုအနေငယ်နဲ့အနိုင်ယူလိုက်ပါတယ်ဒါပေမဲ့လမ်းပြကသူမကိုတနက်နဲ့ပြစ်ပြီးထွက်ပြေးသွားပေမဲ့စင်ကြံလမ်းမှာစစ်သားတွေရဲ့ဖမ်းဆီးခြင်းကိုခံရပါတယ်အဲ့ဒီနောက်ဂျန်ညာကအလောင်းကိုအမြန်သွားစစ်ဆေးရအလီနာနဲ့တူအောင်အယောင်ဆောင်ထားတဲ့တခြားကောင်မလေးတယောက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ကက်စ်ကအဝတ်လဲကန်းထဲမှာခေါင်းဝင်းနှစ်ထည့်ကိုတွေ့ခဲ့လို့ဒါကိုကြိုသိနေတာပါဒါကြောင့်သူကလမ်းပြကသူတို့ရဲ့ရီမန်းချက်ကိုတစ္ဆာဖောက်လိုက်မယ်လို့တန်တရားဝင်ပြီးလမ်းပြကိုအလီနာအတုစီလွတ်လိုက်တာပါတစ်ချိန်တည်းမှာပဲမော်ကသမင်ပြူကြီးအကြောင်းသတင်းပေးဖို့ကီရီကန်စီရောက်လာပေမဲ့အလီနာကိုမတွေ့မချင်းမြေပုံပေါ်မှာတိကျတဲ့တိနေရာကိုမှတ်သားပေးဖို့ညှင်းဆိုပါတယ်ကီရီကန်ကအလီနာကိုတွားရှာတော့မော်စီကိုဘာဂီတာအတွက်အလုပ်လုပ်ပေးတဲ့အဆောင်တယောက်ရောက်လာပြီးသူ့ကိုဂူတစ်ခုတည်းခေါ်သွားကတတ်ဖို့ကြိုးစားပါတယ်ဒါကြောင့်တိုက်ပွဲစတင်ပါတော့တယ်အတော်လေးရုန်းခံရပြီးနောက်စစ်သားကမော်ကိုဂူထဲကိုပို့တုံးပို့လိုက်ပြီးသူ့ကိုဒီကိုခေါ်လာတဲ့မင်းစည်းသမားရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်စစ်သားကမော်ကိုဓားတွေနဲ့ပြစ်ပေါက်ပြီးသူ့ဘိုက်ကိုဒဏ်ရာရအောင်လုပ်ကထိုင်ကုန်နဲ့ရိုက်ပါတယ်အဲ့ဒီနောက်မော်ကမီးထိုးတဲ့တန်ချောင်းနဲ့ပြန်လေတိုက်ခိုက်ပါတယ်စစ်သားကသူမမှာမော်အစွမ်းရှိကြောင်းပြသပြီးတန်ချောင်းကိုကွေးညွတ်ကပြန်တိုက်ခိုက်တယ်မဲ့အချက်အနည်းငယ်အကြာမှာမော်ကသူမကိုထိုးပြီးတတိလစ်သွားအောင်လှုပ်နိုင်ခဲ့ပါတယ်